ကူကူကဒီနေ့မှာတော့မနီရနေပဲကျွန်တော်ကာကူရဲ့ exotic skin လေး share ပေးရတော့ကျွန်တော်ကာကူရဲ့ exotic လေးနဲ့ဆွဲပြသွားမှာဖြစ်တယ်မကြည့်ပွဲစားလာဒီမှာဒီစာပါလေးကဘာဖိတ်ချင်တယ်မသိဘူးရှေ့မှာရီးလေလာလောက်တော့ရော့ဟဲဆိုမှကျွန်မ TO နဲ့ခောက်ပြီးလိုက်ရောနောက်မှာ expert ဘာလို့လဲမသိတော့အဲ့ဒီနဲ့သွားပါဟိုဘက်ချောင်းသွားဖုံးရဟိုဘက်မှာတော့ဒီကောင်မလေးဘာဖိတ်ချင်တယ်မသိအဲ့လောက်ဖြစ်နေရော့ဟဲအမရော့ဟဲရော့ဟဲဟောတော့ငါဘာပြန်သေးပါရတယ်ဘလို့ပဲပြင်ငါတပကေးရငါကျင်တဲ့စာပါလေးနဲ့မှဘာလုပ်မှာရော့ဟဲဟောတော့ကဘလို့တောင်းလိုက်တော့စပိဟောတော့မာယီမင်္ဂလာပါဟောတော့ဒီစာပါငါ့ကိုတွေ့ရတယ်ပိုင်းနေရော့ဟဲအဲ့လောက်ဖြစ်နေရော့ဟဲနိုဘယ်ကွန်နီပြငါတက်ပေးလိုက်ဘလို့လဲနေငါ့ကိုမကျင်တော့လိုက်တက်တယ်ပေါ့ဟောတော့ဖလက်ကိုင်းနဲ့ပါလေဘယ်ရမယ်ကောင်းမလေးဟောတော့ငါမဲရအောင်တက်တာသူ့ပြန်တက်ဆန်းကောင်းတယ်နေငါ့ကိုမဲရအောင်လိုက်တက်တာငါရဲ့နင့်ဘယ်ရမယ်ဘလို့အလုပ်ပေးမှာရော့ဟဲဒီလိုက်ဆန်းဘလို့လဲအကွက်လေးလှလာဟောတော့ဂျပန်ကတော့မကြည့်တာဝါတဲ့ဒီကိုဇော့ဟဲမတီးလိုက်ဆန်းရော့ဟဲညဝင်လာပြီးချင်းရော့ဟဲခြောင်မနေမှာတီးလိုက်မတို့ကြည့်တာမှာကျမနဲ့ကာကူကဟိုလေလှလိုက်ဆိုပြမယ်ရော့ဟဲအန်တာအမတို့မမြင်ကြအောင်စောင့်ပြီးမှအကိုချောင်းမင်္ဂလာပါလာလေးဝင်လာပြီးတတိရှိလားဟောတော့ချက်ဒီကောင်မတတိရှိတယ်ပေါ့အဲ့လောက်ဖြစ်နေရော့ဟဲတီးလိုက်စမ်းအမဝီကောကြည့်လိုက်ခါကလေးထောက်ကလမ်းလေးရှောက်ရင်ကောင်းလေးတွေကြည့်မယ်ဟောတော့ငါဘလူးတက်ပါတော့သင်းဆိုတော့နောက်ဆုံးမှာတော့ကိုရီရုပ်ချော်အသင်းနေရပဲရှောင်းသွားတာဖြစ်ပါတယ် DV ကျွန်တော်ရဲ့ game လေးတွေကြိုက်တယ်ဆိုကျွန်တော် like and follow လုပ်ပြီးတော့ကြပါအောင်ခင်ဗျာအားလုံးပဲတက်တာအပအများကြီးချစ်တယ်